စစ်တပ်ကဖုန်ကြီးကျောင်းတွေကိုအထူးခွင့်ရေးတွေပေးပြီးဒေသခံတွေပေါ်ဩဇာလွှမ်းမိုးအောင်လှုပ်ဆောင်တာကသမိုင်းတလျှောက်အုပ်ချုပ်သူတွေအကာအကွယ်ယူခဲ့တဲ့နီလန်ဟောင်းကြီးဖြစ်လို့နေပါတယ်။ရုရှား documentary တစ်ခုမှဆိုရင်မြန်မာစစ်တပ်ကိုဗုဒ္ဓရဲ့စစ်တီတော်တွေလိုတောင်တင်စားသုံးနှုန်းခဲ့တာကိုတွေ့ရပါတယ်။မင်္ဂလာပါရှင်။ကျမတို့ရဲ့ podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ကျမတို့နိုင်ငံရဲ့သမိုင်းတလျှောက်နဲ့လက်ရှိကာလမှာအလွန်ပဲအကဲဆက်ပြီးအရေးကြီးတဲ့ဘာသာရေးကိုနိုင်ငံရေးအတွက်အသုံးချခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကဆွေးနွေးချက်တွေကိုပြန်လည်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့ဆွေးနွေးပွဲမှာပါဝင်ခဲ့သူတွေရဲ့အမြင်အရဆိုရင်ဘာသာရေးကိုနိုင်ငံရေးလက်နက်အဖြစ်သုံးချတာကလူမှုအတိုင်းအဝိုင်းကြားမှာအုပ်စုကွဲစေပြီးတော့ပရိပခတွေကိုဖြစ်ပေါ်စေတယ်လို့ထောက်ပြကြပါတယ်။အထူးသဖြင့်ဘာသာရေးတစ်ခုနဲ့တစ်ခုကြားမှာယုံကြည်မှုလျော့နည်းလာတာကငြိမ်းချမ်းရေးကိုတိုက်ရိုက်ထိခိုက်စေတဲ့အဓိကတစ်ချက်ဖြစ်လို့နေပါတယ်။ဆွေးနွေးသူအမျိုးသမီးတဦးကဆိုရင်ဒါဟာကိုလိုနီခေတ်ကတည်းကအုပ်ချုပ်သူတွေသုံးဆွဲခဲ့တဲ့ခွဲခြားအုပ်ချုပ်ရေးစနစ်ကနေအမြင့်တွယ်လာတာလို့ဆိုပါတယ်။လူလက်ရေးရပြီးနောက်ပိုင်းမှာအစိုးရအဆက်ဆက်ကလည်းဒီလိုခွဲခြားဆက်ဆံမှုတွေဆက်ရှိနေသေးတဲ့အတွက်လူတွေကတဦးနဲ့တဦးအမြင်မကြည်လင်မှုတွေမိမိဘာသာသာလျှင်အမုံမြတ်ဆုံးလို့ယူဆတဲ့အစွန်းရောက်စိတ်တွေဖြစ်ပေါ်လာစေတယ်လို့သုံးသပ်ထားပါတယ်။အခြားတက်ရောက်သူတဦးကလည်းပဲဒီမိုကရေစီနိုင်ငံတွေမှာကျင့်သုံးရမယ့် secular state လို့ခေါ်တဲ့ဘာသာရေးနဲ့နိုင်ငံရေးတီးခြားစီဖြစ်ရမယ့်အယူအဆအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။2008ဖွဲ့စည်းပုံမှာဘာသာရေးကိုနိုင်ငံရေးလက်နက်အဖြစ်အသုံးမပြုဖို့ပြဋ္ဌာန်းထားတဲ့အောင်ရှိပေမဲ့လည်းပဲ2010နောက်ပိုင်းမှာနိုင်ငံရေးသမားတွေကလူများစုဘာသာတရားကိုစောင်းပေးပြီးမဲဆွဲတာမျိုးဆောင်ဥပဒေလိုမျိုးတွေကိုအတည်ပြုပေးတာတွေလှုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါဟာမဘာသာလို့အစွန်းရောက်အုပ်စုတွေအားကောင်းလာစေပြီးတော့လူနည်းစုပေါ်ဖိနှိပ်တဲ့ပရိပခတွေကိုပုံမူကြီးထွားလာစေခဲ့ပါတယ်။တက်ရောက်သူတဦးရဲ့အမြင်ကတော့မြန်မာနိုင်ငံမှာဗမာဆိုတဲ့လူမျိုးနောက်မှာဘာသာဆိုတာကပ်ပါလာတာကနေပြဿနာတွေစတင်တာဖြစ်ပြီးတော့ဘာသာရေးကိုအသုံးချလိုက်တဲ့အခါမှာလူတွေကြားမှာ fear factor လို့ခေါ်တဲ့ကြောက်ရွံ့စိတ်တွေတိုးလာစေတယ်လို့ဆိုပါတယ်။တခြားတဦးကလည်းစစ်တပ်ကဘာသာရေးအဖွဲ့အစည်းတွေကိုအသုံးချပြီးတော့သူတို့ကိုထောက်ခံအောင်လှုံ့ဆော်လေးရှိကြောင်းနဲ့အထူးသဖြင့်လူငယ်တွေအနေနဲ့ဒီလို brainwash အလုပ်ခံရမှုတွေကနေရုံထွက်ပြီးတော့ပြောင်းလဲဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့တက်ရောက်သူတို့တင်ပြသွားတဲ့မင်းစရာယဉ်ကျေးမှုဖြစ်ပါတယ်။စစ်တပ်ကဖုန်ကြီးကျောင်းတွေကိုအထူးခွင့်ရေးတွေပေးပြီးဒေသခံတွေပေါ်ဩဇာလွှမ်းမိုးအောင်လှုပ်ဆောင်တာကသမိုင်းတလျှောက်အုပ်ချုပ်သူတွေအကာအကွယ်ယူခဲ့တဲ့နီလန်ဟောင်းကြီးဖြစ်လို့နေပါတယ်။ရုရှား documentary တစ်ခုမှဆိုရင်မြန်မာစစ်တပ်ကိုဗုဒ္ဓရဲ့စစ်တီတော်တွေလိုတောင်တင်စားသုံးနှုန်းခဲ့တာကိုတွေ့ရပါတယ်။မိကုံကျုပ်အနေနဲ့ကတော့ကျမတို့နိုင်ငံမှာဘာသာရေးကောင်းဆောင်တွေကလွတ်လပ်ရေးကြိုးပမ်းမှုနဲ့ရှူဝါယုံတော်လှန်ရေးတွေမှာပါဝင်ခဲ့တဲ့သမိုင်းကြောင်းတွေကြောင့်ဘာသာရေးနဲ့နိုင်ငံရေးကိုခွဲခြားဖို့ခက်ခဲနေစေဖြစ်ပါတယ်။ဒါပေမဲ့လည်းပဲအနာဂတ်မှာဒီမိုကရေစီစနစ်တကျတည်ဆောက်နိုင်ဖို့ဆိုရင်ဘာသာရေးကိုနိုင်ငံရေးအမြင့်ထုတ်မှုတွေအသုံးမချနိုင်အောင်လူမှုအဖွဲ့အစည်းတွေနဲ့အစိုးရတွေကဘယ်လိုတားဆီးကြမလဲဆိုတာကအဓိကစိန်ခေါ်မှုကြီးဖြစ်လို့နေပါတယ်။ကျေးဇူးအထူးတင်ပါတယ်။